ရှားရရလုံးမင်္ဂလာပါဒီကောင်လေးကဘာဖြစ်မလဲဆိုတော့212မှာ PB မော်တယ်ဖြစ်နေကြဒီကောင်လေးတော့ဒီမှာလာပြီး order ပေးထားတာတော့လေးကြာနေပါပြီ PB 212ပါဒီကောင်လေးကဒီ accessory ကဒီလိုလာပါတယ်ဗျာပြန်မှန်းလေးဖြစ်တော့ဒီထဲမှာက high key high ခွက်ထဲမဲ့ဟာပါတယ်ကျွန်တော် speaker နောက်ကနေတက်ပေးရမယ်ဒီမှာကျွန်တော်တို့ကဟွာနဲ့ပေါ့နော်သူ original သားတော့မဟုတ်အသားသားလုပ်ပြီးမှတော့မဟုတ်ဘူးကျွန်တော်တို့ fiber glass နဲ့တခါတည်းfitting ကြအောင်တခါလှုပ်ထားပြီးဒီဘေးပေါင်တွေကစပါတော့အဲ့မှာဒီဘေးပေါင်တွေမှာကျွန်တော်ကတန်ချောင်းတွေပါတယ်တန်ချောင်းသူစိတ်လို့ရမယ့်ဟာတွေပါကျွန်တော်တခါလေးလှုပ်ထားပြီးပါတယ်သေးသားပါညာနေထားလဲတစ်ချက်တော့ကြည့်ကြည့်ပါဦးကျွန်တော်တို့ဟိုကဆင့်ထွက်နေရတယ်ဒီကတူခွဲရတော့ဒီကောင်လုံးမကကျွန်တော်တို့3-4ရက်လောက်ထပ်ပြီးတော့ချိန်ပေးရမှာသူ့ရဲ့ accessory ပစ္စည်းတော်လေးများတယ်ပေါ့နော် fiber glass တွေရောအကုန်လုံးပါမယ်ဘေးကဒီဘောင်တွေရောအကုန်လုံးထည့်ပေးရမှာဒီကောင်လေးတော့နောက်3-4-5ရက်လောက်နေရင်တော့အကောင့်တွေလေးခေါ်လို့ရပြီပေါ့ဒီကောင်ထဲမှာ neon speaker ထည့်မယ် high ကလည်း neon ထည့်မယ်ကျွန်တော်တို့လုံးဝမှာဖြစ်ပါတယ်ဒါလေးကတော့နှစ်စုံပေးရမှာဒီဘေးမှာ212လုံးဝ share ပလိုင်းဖွင့်မဲ့ကောင်နဲ့